惊讶人吗？表演了罗兴家说没戏不表，谁估计比表演难买的苦呗。这个咯，一些宾客呢，谁的工地的来的路里，都罗兴家路表演家，别开始些嘛的罗兴家路没看过，原来的，ကျွန်တော်တို့ကအင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ပါအင်္ဂလိပ်ရဲ့အုပ်ချုပ်မှုအောက်မှာနေခဲ့ရတယ်အဲ့တော့အင်္ဂလိပ်ဒီခေတ်ကတကောင်စင်းကောက်တယ်ဗျ1911ခုနှစ်1921ခုနှစ်1931ခုနှစ်ကောက်ခဲ့တဲ့တကောင်စင်းတွေမှာဘင်္ဂလီဆိုတဲ့စကားရဲ့စစ်တကောင်းသားဆိုတဲ့စကားရဲ့ဒါပဲကျွန်တော်တို့တွေ့တယ်ရိုဟင်ဂျာလို့ကျွန်တော်တို့မတွေ့ဘူးဒီဘက်ဒုတိယရပ်ပြီးတဲ့ခေတ်နောက်ပိုင်းမှာကောက်ခဲ့တဲ့စင်းစရာမှာပြန်ကြည့်လို့ရှိရင်လည်းခုနကပြောတဲ့ဘင်္ဂလီဆိုတဲ့စကားရဲ့ပါကစ္စတန်ဆိုတဲ့စကားရဲ့နောက်တော့ကစစ်တကောင်းသားဆိုတဲ့စကားရဲ့ပဲကျွန်တော်တို့တွေ့တယ်ရိုဟင်ဂျာဆိုတာမရှိဘူးရိုဟင်ဂျာဆိုကျွန်တော်လက်မခံဘူးမြန်မာနိုင်ငံရဲ့တိုင်းရင်းသားတရားဝင်လက်ခံထားတဲ့135မျိုးရှိပါသို့တော်တဲ့ဒါကတော့နည်းနည်းအပြောင်းလဲရှိနေပါတယ်ဒီ135မျိုးထဲမှာလည်းရိုဟင်ဂျာမပါပါဘူးဘင်္ဂလီလည်းမပါပါဘူးတရားဝင်ကျွန်တော်တိုင်းရင်းသားလည်းမဟုတ်ပါဘူးသူတို့ကသူတို့စိတ်ကူးနဲ့ခေါ်ထားတဲ့နာမည်တစ်ခုဖြစ်တယ်ဒါကျွန်တော်တို့အတိမမပြုပါဘူးဒါ